ကမ္ဘောဇဘန်လားအေယာဝတီဘန်လားမပြောတော့ခုနအေယာဝတီဘန်ဆိုဟုတ်ကဲ့လူချင်းညီမတို့စပြောတဲ့ကီဗီစတီကမ္ဘောဇဘန်လို့ပဲပြောတာပါနော်အေယာဝတီဘန်လို့ချက်မပြောပါဘူးရှင်ကမ္ဘောဇဘန်နဲ့ကေဘေးသုံးတာမေးတာအဲ့လိုလားဟုတ်ကဲ့ပါကေဘေးတော့တုံးတယ်ဒါပေမဲ့ကေဘေးတုံးတယ်အဲ့ကေဘေးကိုဘယ်လိုပြန်လုပ်ရမှာနားမလည်ဘူးကျွန်တော်မလုပ်တယ်ဘူးဟုတ်ကဲ့လူချင်းတို့ရဲ့ကီဗီကောင်လေးကဆက်လက်သုံးပြီးမှဆိုရင်ခုညီမတို့ကမ္ဘောဇဘန်ရုံကနေလူချင်းတို့ဆက်လက်သုံးလို့ရအောင်ဆက်လက်ထောင်းလေးမြင့်ဆောင်ပြီးမယ်ရှင်အဲ့လိုမြင့်ဆောင်ပြီးရတယ်လူချင်းတို့ရဲ့ဖုန်းလေးတွေကိုကမ္ဘောဇဘန်ရုံကနေမက်ဆေ့လေးတက်ဆောင်ပို့ပေးတာပါလေဘာချင်းလေးကိုမြင့်ဆောင်ပြီးရတယ်အတိအကျမက်ဆေ့လေးပို့ပေးတာဖြစ်နေရှင်အဲ့ဒါကီဗီစတီနဲ့ကောင်းတဲ့လေးနဲ့မက်ဆေ့လေးလက်ခံရရှိပါသလားလို့ရပါနော်မသိတော့မရောက်လာသေးဘူးခင်ဗျဟုတ်ကဲ့ပါညီမတို့ကမ္ဘောဇဘန်ရုံကနေနောက်တစ်ချိန်တက်ပို့ပေးကြပါရဲ့တစ်ချက်တော့ဒီကလေးကြည့်နေပါအခုဘက်ကနေကြည့်ရမှာကတော့ရေရုံမက်ဆေ့ချင်မှကြည့်ရမှာဖြစ်တဲ့ချက်အပေါ်ဆုံးလေးမှာအဲ့ဒါကီဗီစတီနဲ့ကောင်းတဲ့လေးနဲ့ကြားပါလိမ့်မယ်နော်ကျွန်တော်ကရိုးရိုးမသိမသုံးတတ်ဘူးဖေးဖို့မစင်ညာပဲသုံးတတ်တာဟုတ်ကဲ့ရှင်အခုဘက်ကနေပြီးတော့ဒီကီဗီစတီနဲ့ကောင်းတဲ့လေးနဲ့ကြားထားတဲ့မက်ဆေ့ကိုကြည့်ရတဲ့အတွက်ကတော့အခုရုံကနေပြီးတော့တိုက်ရိုက်ပို့ပေးထားတဲ့အတွက်ကြောင့်မို့ကိုတို့ဘက်ကနေမက်ဆေ့ပေါက်လေးချက်မှာပဲကြည့်ရမှာဖြစ်တယ်နော်မက်ဆေ့ပေါက်လေးကြည့်အဲ့လိုတွေမတည်ဘူးခင်ဗျဖုန်းကတိတ်မသုံးတတ်လို့မသုံးတတ်လို့သူကအဲ့လို upgrade မြင်နိုင်ပါညာနားမလဲဘူးခင်ဗျဟုတ်ကဲ့အခုတို့ဘက်ကနေပြီးတော့သူတို့ကဘာမှလုပ်ဆောင်တာလို့အခုတို့ရဲ့ရိုးရိုးဖုန်းမက်ဆေ့ချက်မှာပဲကြည့်ရမှာဖြစ်တဲ့ချက်ညီမတို့ဘက်ကနေပြီးတော့အခုဘာချင်းလေးကိုဒီပြုဝေရတဲ့ကိုတို့ချီကိုမက်ဆေ့လေးပို့ပေးထားတယ်အဲ့မက်ဆေ့မှာတက်ကြည့်လာတဲ့လုံဝန်းစစ်နံပါတ်စစ်စစ်ချောင်းလေးနဲ့ညီမတို့ပြန်လိုက်ဒီပြုပေးရမှာဖြစ်တဲ့ချက်အဲ့ဒါကြောင့်အဲ့မက်ဆေ့မှာတက်လာတဲ့လုံဝန်းစစ်နံပါတ်လေးကိုပြုပါသလားလို့မေးရနော်မတွေ့ဘူးခင်ဗျဟုတ်ကဲ့ပါဒါပဲအခုဘက်ကနေတော့မက်ဆေ့လေးတက်ကြည့်လာတဲ့ဒီကိုလုံဝန်းစစ်စစ်လေးနဲ့မတူဘူးဆိုတော့ဒီကောင်လေးကဘာချင်းလေးမဆောင်တော့မှမင်းနဲ့တွေ့တော့ပြည့်စုံမှုစင်တဲ့ပေါင်းလာမှဖြစ်တယ်ရှင်နော်ဟုတ်ကဲ့ပါကျွန်တော်တို့တော့တုံးတာရပါပိတ်တိန်းနဲ့ဗာမဲသွားလိုက်တော့မယ်ရပါခင်ဗျကျွန်တော်မလုပ်တတ်လို့ပြောဟုတ်ကဲ့အခုဘက်ကနေပြီးတော့သူလူကဘာမှလုပ်ချင်လို့အခုဘက်ကနေပြီးတော့ဖုန်းဝေးဖြစ်တယ်ဆိုရင်လည်းအောင်မြင်ပါပြီဆိုတဲ့အကြောင်းလေးကိုမက်ဆေ့လေးကြားတဲ့နေရာမှာပဲကြည့်ရမှာမက်ဆေ့ဂျာထဲမှာမကြည့်ရဘူးအခုရိုးရိုးမက်ဆေ့ပေါက်ထဲမှာပဲကြည့်ရမှာလည်းလေးဖွင့်ချင်မလို့နော်အဲ့လိုလားကျွန်တော်ဖေးဖို့မစင်ညာမှာကြည့်ရမှာတင်လို့ရိုးရိုးမက်ဆေ့ထဲမှာကြည့်ရမှာလည်းဖွင့်ချင်မလို့ချက်ဟုတ်လားကြည့်တော့မယ်အဲ့ဒါညီမတို့နှစ်ကြိမ်တိတိပို့ပေးထားတယ်နှစ်ကြိမ်တိတိပို့ပေးထားဟုတ်ကဲ့ကြည့်လိုက်အောင်မယ်မက်ဆေ့ရတယ်ဘာတိတ်မတုံးတော့လေဖုန်းကတိတ်မတုံးတတ်တော့လေဖြစ်ဘလို့မက်ဆေ့ဆိုတာဘလို့ဝင်ကြည့်မှမသိဘူးဖြစ်နေတာအလဲတမီးကနေထွက်လိုက်ပါထွက်ပြီးတော့တုံးနဲ့တူစာပို့တဲ့ရေရုံမက်ဆေ့မှာကြည့်ရမှာဖြစ်တဲ့ချက်ရိုးမက်ဆေ့တယ်မှာကြည့်ရမှာဟုတ်ပြီကြည့်ရိုးခုကြည့်နေရိုးမက်ဆေ့တယ်မှာရိုးမက်ဆေ့ဆိုရိုးမက်ဆေ့ဆိုတာဘာလားရိုးမက်ဆေ့လို့ရေးတာလားဟုတ်ပါဘူးဘလို့ရေးတာလဲမသိဘူးခေါင်းကလူကြီးအဲ့မှာမက်ဆေ့ဆိုပြီးတော့နော်အဲ့မှာရေးထားရနော်ဖုန်းထဲမှာဖုန်းခေါ်ကောလေးပါတယ်မက်ဆေ့ကြတယ်မက်ဆေ့ပေါက်လေးပါတယ်နော်မက်ဆေ့ကြတယ်မက်ဆေ့ကောလေးအဲ့ကျွန်တော်ချလာအောင်မလေးပါချဒီဘက်ကနေပြီးတော့ဖုန်းအပေါ်မှာလေးကိုမက်ဆေ့ထဲမှာဝင်မကြည့်တတ်ဘူးဆိုရင်ဖုန်းအပေါ်မှာလေးကိုအောက်ကိုဆွဲချလိုက်ပါအဲ့မှာ KB ဆက်ဆိုတဲ့ကောင်းစီလေးနဲ့မက်ဆေ့လေးဝင်ထားလိုက်မယ်ချက် KB ဆက်ဆိုတဲ့မက်ဆေ့လေးကျွန်တော်လုံးကြည့်နေဘယ်လိုလုပ်ရမှာမသိဘူးဒါပေမဲ့ KB ကောက်ကတော့တကူလဲတုံးနေတော့မယ်ကောက်ထဲမှာတော့ပတ်စံရှိတယ်နှစ်တရလောက်တော့ရှိတယ်10သိန်း15သိန်းတော့ရှိတယ်ဘယ်လိုလုပ်ရမှာအဲ့ဒါရဘန်ကိုတွားလိုက်မလားမသိဘူးခင်ဗျဟုတ်ကဲ့လူကြီးမေအခုညီမတို့ကမောတာဘယုံကနေပြီးတော့ဆက်ကောင်းလေးကိုအတည်ပြုပေးရတဲ့လူကြီးမေရဲ့ဖုန်းလေးကိုမက်ဆေ့လေးပို့ပေးထားတယ်အဲ့မှာ KB ဆက်ဆိုတဲ့ကောင်းလေးနဲ့မက်ဆေ့လေးဝင်လာအဲ့ဒါလေးပဲလူကြီးမေဘက်ကနေကြည့်ပေးရမှာကျန်တာထွေးတူကဘာမှလုပ်ချင်မလို့နော်မက်ဆေ့ဆိုပြီးတော့ဒီမကနေပြီးတော့မက်ဆေ့တဲ့ဝင်ကြည့်တဲ့ဘူးဆိုရင်ဖုန်းပေါ်မှာလေးကိုအောက်ကိုဆွဲချလိုက်ပါအဲ့မှာ KB ဆက်ဆိုတဲ့ကောင်းလေးနဲ့မက်ဆေ့လေးဝင်လာတွေ့လိမ့်မယ်ချက်ဖုန်းကလည်းဘွားဆွဲမရောက်ပြင်ဘွားမကွဲမှကွဲနေတော့အဲ့လိုဖြစ်နေတာမကွဲမှကွဲနေတော့လေအဲ့မှာဆွဲမရောက်ပြင်ဖုန်းကစုပ်နေတာအဲ့လိုဖြစ်တော့
အဲ့ဒါဆိုရင်ဘာရှာပြီးတော့ပြန်ပြီးတော့ပြောပြအဲ့မသိကြသိရဘယ်လိုရေးထားလဲမသိဘူး ဒီနေ့အမကမောသားမရောကပို့ပြီးတဲ့အတွက် KBZ ဆိုပြီးကြားလိုက်မယ်နော် ။ KBZ ဆိုပြီးတော့အဲ့ဒါကျွန်တော်ဘာလုပ်ပြရအောင် ဟုတ်ကဲ့အဲ့နာ KBZ ဆိုတဲ့ကြားထားတဲ့ message တွေမှာလူကြီးမလို့ရာသက်မှဆက်လက်သုံးလို့ရအောင်ဆက်ပတ်ဆက်ကလေးကိုတီးပြီးဝင်တဲ့ခဏလေးထောင်လို့ပါတဲ့ချက်အဲ့ဒါလေးတွေ့ပါသလား တွေ့ဘူးဗျခဏကြောက်လုံးတော့မတွေ့ဘူးဗာလဲဥမာမက်ဆေ့တော့တွေ့ပြီဗျမက်ဆေ့ထဲမှာဗာလဲသူတို့ဗာလဲဖုံးပေဖြစ်ရန် data လက်ဆောင်များရယူရပြီဆိုအဲ့မက်ဆေ့တော့တွေ့တယ် ဟုတ်ကဲ့ KBZ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ message လေးကမတူဘူးလား KBZ ဆိုတဲ့နေရာနဲ့တော့မတွေ့ဘူးခင်ဗျအဲ့ဗာလဲစိန်နဲ့အတူတဲ့အခမဲ့စည်ရင်တွင်းရန် data လက်ဆောင်များရယူကြမယ်ဆိုအဲ့ဒါလေးတော့တွေ့တယ် မတော်ကမောသားမရောကနေကြအကိုရဲ့ကောင်းလေးကိုဘာရှင်းလေးမင်းဆောင်ပေးရတဲ့ message လေးပို့ပြီးတော့လား3နှစ်တီးတီးရှိနေပြီနော်ဟုတ်လားဒါကြောင့်သေချာလေးတော့ကြည့်ပြီးပါခုနောက်ဆုံးအချိန်နေနဲ့ message လေးတစ်ချက်ထပ်ပို့ပေးလိုက်မယ်ချက် ဟုတ်ကဲ့ကျွန်တော်အဲ့ခုနကဗာလဲဟိုပါပဲတွေ့နေရဖြစ်နေရအဲ့ကျွန်တော်မလုပ်တတ်ဘူးခင်ဗျဘာမတို့ဘာလာခဲ့ရမလားမရှိရနေလာခဲ့ရမလား ဟုတ်ကဲ့လူကြီးမေအခုလူကြီးမေဘက်ကနေခေလူကဘာမှလုပ်ချင်မလို့ညီမပြောတာကလူကြီးမေရဲ့ရိုးဖုံ message တွေမှာ KBZ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ message လေးကြားလာတာအဲ့ဒါလေးပဲကြည့်ပြီးရမှာအဲ့ကြားလာတဲ့ message တွေမှာဘာရှင်းလေးကိုတီးပြီးဝင်တဲ့ခဏလေးထောင်လို့ပါတယ်အဲ့ခဏလေးထောင်လေးကိုတစ်ချက်ပြန်လည်းပြောပြပါအဲ့ခါလေးနဲ့ညီမတို့အတီးဖို့ဝင်မယ်လို့ပြောတာနော် ဟောကနန်း6လုံးပေးရမယ်ဟုတ်ပြီကနန်း6လုံးတော့ကျွန်တော်အလွတ်ရတယ်ကနန်း6လုံးကအဲ့လိုမဟုတ်ကျွန်တော်ရဲ့ဟိုဟာ KB ရဲ့ဟိုဟာပြောရလား password ကိုပြောရလားအဲ့ဒါတော့အလွတ်ရတယ်အဲ့ကနန်း6လုံးတော့ရတယ် password ကိုပြောတာမဟုတ်ဘူးလူကြီးမေရဲ့ဖုန်းလေးကို KBZ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ message လေးတစ်ဆောင်ဝင်ထားတာအဲ့ဒါကိုမေးတာ အဲ့လိုတော့မဝင်ဘူးခုနကျွန်တော်ပြောတဲ့ခု message ဆိုလို့ခုနကျွန်တော်ပြောတဲ့ဟာပဲ ညီမတို့ဖုန်းလေးချပြီးမယ်ဖုန်း message ထဲမှာသေချာလေးကြည့်ပြီးပါနော်အပေါ်ဆုံးလေးက KBZ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ message လေးချလိုက်မယ်နော် ဩဟုတ်ကဲ့အဲ့တော့အပြောင်းခေါင်းမှာပေါ့ ဘယ်တော့